မင်္ဂလာပါကျူစီဂိမ်းမရနေကြိုဆိုပါရစေမနေ့ကကျွန်တော်ရွေးပေးခဲ့တဲ့ဘီလာကြီးရဲ့ပေါ်ဒီညီကိုတွေအဆင်ပြေကြမယ်လို့ထင်ပါတယ်ကျွန်တော်နောက်ဆုံးရွေးပေးခဲ့တဲ့တပွဲကောင်း10ရက်မှာဒါ8ရက်စတိုက်ဒါအပေါင်းပြထားတာပေါ့နော်2ရက်ပဲကြာပါတယ်8ရက်နိုင်ခဲ့ပါတယ်တော်တော်ကောင်းတဲ့ဒါ record လို့ပြောလို့ရပါတယ်ဒီနေ့လဲကျွန်တော်တပွဲကောင်းထပ်ပြီးတော့ရွေးချယ်ထားပါတယ်ဒီပွဲကတော့ဒါ Premier League ထဲကပွဲစဉ်ဖြစ်ပါတယ်တော်တင်ဟန်နဲ့ဒါ Newcastle ပွဲစဉ်ဖြစ်ပါတယ်ဒီနေ့ဒါ Premier League ၄ပွဲရှိတယ်ပြောရမယ်ဆိုဒီ၄ပွဲလုံးကဒါစဉ်းစားရတော်တော်ခက်စီတဲ့ပွဲတွေဖြစ်တယ်ဗျဒါမန်ယူနဲ့ဝက်ဆမ်ပွဲစဉ်လဲအပါပေါ့နော်ဒါမန်ယူဒါဒီနေ့ဒါဝက်ဆမ်ကိုအနိုင်ရခဲ့မယ်ဆိုရင်ဒါစုစုပေါင်း9ရက်စတိုက်ဒါ9ပွဲစတိုက်ပေါ့နော်အနိုင်ရခြင်းဖြစ်မယ်ပြီးတော့ဒါမန်ယူဒါ9ပွဲစတိုက်မနိုင်သေး၍ဒါစပင်မညက်ဘူးလို့ပြောတဲ့ကောင်းလဲဒီနေ့တော့စပင်ညက်ရတော့မယ်လို့တူပါတယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပွဲမှာတော်တန်ဟန်နဲ့နယူကာဆယ်ပွဲကိုပဲဒါရွေးပြီးတော့မှဖြစ်ပါတယ်လက်ရှိပေးထားတာကတော့ဒါအဝေးကွင်းကနေလာခဲ့တဲ့နယူကာဆယ်ကနေပြီးတော့ဗောနော် level 50ချုံပေးတယ်ဂိုးပုံးကြီးမှာ3လုံးကို50စာပေးတယ်ပြောရမယ်ဆိုနယူကာဆယ်အဝေးကွင်းကနေ level 50ချုံပေးတာအကြောင်းတော့ရှိရလို့ကျွန်တော်နေမြင်တယ်နယူကာဆယ်နောက်ဆုံးကစားထားတဲ့9ပွဲစတိုက်သူ့အနေနဲ့ဒါအနိုင်မရသေးဘူး4ပွဲရှုံးတယ်တပွဲတည်ကြတယ်စပားဘက်ကကြည့်ရမယ်ဆိုရင်လဲဒါစပားကတော်တော်လေးဒီအရှင်နေဆိုးနေတဲ့အနေအထားရှိရပေါ့နော်ဘာဖြစ်လို့အရှင်နေဆိုးနေလဲဆိုသူ့အနေနဲ့ဒါမန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာနောက်ခံလူရိုမေယိုလဲဒါအနီကထိထားတယ်ပြီးတော့ဒန်ရကစားသမားတွေတော်တော်များနေတဲ့အနေအထားဖြစ်တဲ့စပားဒါကြောင့်နယူကာဆယ်ကအဝေးကွင်းကနေ level 50ရှုံးပေးလာတယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေးလဲပေးတင်တယ်လို့ကျွန်တော်အနေနဲ့ထင်တယ်ပေါ့နော်ဒါပေမဲ့ဒီနေ့ပွဲမှာကျွန်တော်အနေနဲ့ဒါဘော်ရီကြီးတဲ့ဂိုးပုံးကြီးကိုဦးစားပေးပြီးတော့ရွေးပြီးတော့မှာဖြစ်ပါတယ်ဒါစပားနဲ့နယူကာဆယ်ဟတ်တူဟတ်ကိုကြည့်မယ်ဆိုရင်နောက်ဆုံးကစားထားတဲ့အနီးကပ်ဆုံး9ချိန်အထိမှာဒါ3ချိန်ကဂိုးပေါ်ထားတယ်2ချိန်ပဲဒါဂိုးပေါ်ထားတာပေါ့နော်ဒါ2025ဒါပထမအကျော်တုန်းကနယူကာဆယ်အိမ်ကွင်းမှာတွေ့ခဲ့တုန်းကဆိုရင်လဲဒါတူတူဆိုတဲ့ရလက်နဲ့ဂိုးပေါ်ထားတယ်စပားနောက်ဆုံးကစားထားတဲ့9ပွဲကိုကြည့်မယ်ဆိုရင်လဲစပားအနေနဲ့2ပွဲဂိုးပေါ်ပြီး3ပွဲကဂိုးပေါ်ထားတယ်နယူကာဆယ်ဘက်ကကြည့်မယ်ဆိုရင်3ပွဲစက်တိုက်သူ့အနေနဲ့ဂိုးပေါ်ထားတယ်ပြီးတော့ပေးထားတဲ့ကြည့် level 50ချုံးနဲ့ဂိုးပုံးကြီး3လုံး50စားဆိုတဲ့ကြီးကပြောရမယ်ဆိုဂူးပေါ်ဘက်ကိုတော်တော်လေးပေးထားတယ်လို့ကျွန်တော်လည်းမြင်တယ်ဒီနေ့ပွဲကဒါစပားအိမ်ကွင်းကလည်းဂိုးသွင်းလာမဲ့အနေအထားမှာလို့ရှိတယ်လို့ကျွန်တော်လည်းမြင်တယ်နယူကာဆယ်လည်းဂိုးသွင်းမဲ့အနေအထားမှာရှိတယ်လို့မြင်တယ်စပားခံစစ်ပေါက်မယ်လို့ကျွန်တော်လည်းမြင်တယ်ဒါကြောင့်ဒီနေ့ပွဲက1-2လောက်သွားမဲ့အနေအထားမှာရှိတယ်ပေါ့နော်ဒါစပားဘက်ကတကိုးနယူကာဆယ်က2ကို1-2ဒီပုံစံအနေထားသွားမဲ့အနေထားရှိတယ်ဂိုးပုံးကြီးကတော့အပြည့်အောင်မလားမအောင်လားကျွန်တော်တို့စောင့်ကြည့်ရမယ်ကျွန်တော်အနေနဲ့ခံမှန်းတာကတော့ဒီနေ့ပွဲက1-2ဒီတစ်ပေါက်သွားမယ်လို့ခံမှန်းတယ်ဒါကြောင့်ဒီနေ့ပွဲတော်တင်ဟန်နဲ့နယူကာဆယ်ပွဲစဉ်မှာကျွန်တော်အနေနဲ့ရွေးချယ်ရမယ်ဆိုရင်ဂိုးပေါင်းအပေါ်ကြိုက်ပါတယ်အကြိုက်တွေညီကိုတွေလိုက်ဆိုပါနယူကာဆယ်နဲ့တော်တင်ဟန်ဂိုးပေါင်းအပေါ်ပါဒါကျွန်တော်တော်အကောက်ကို follow မလုပ်ရသေးရင်လည်း follow လေးလုပ်ထားပေးပါကျွန်တော်ဒါ Telegram channel ကို follow မလုပ်ရသေးတဲ့ညီကိုတွေရှိရင်လည်းဒါ follow လေးလုပ်ထားပေးပါတော့ဒါ Telegram မှာဆိုရင်ကျွန်တော်ဒါတပွဲကောင်းအပြင်ဒါမောင်းကတ်တွေကိုလည်းကျွန်တော်တင်ပေးပါတယ်ဒါကြောင့် Telegram ကိုမ join ရသေးရင် join ထားပေးပါ Telegram link ကိုတော့ကျွန်တော်ဒါ TikTok ရဲ့ bio မှာချပေးထားပါမယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနယူကာဆယ်နဲ့တော်တင်ဟန်စပါးဂိုးပေါင်းအပေါ်ပါခင်ဗျ